နိုင်ငံသားသွားပြီးအလုပ်လုပ်နေတဲ့လူတွေနိုင်ငံသားသွားပြီးပညာသင်လို့တဲ့မြန်မာပြည်အတွက်ဒီဗီဒီယိုကြည့်တယ်နိုင်ငံသားသွားပြီးပညာသင်ခြင်းနဲ့နိုင်ငံသားသွားပြီးအလုပ်လုပ်ခြင်းနဲ့ဆိုတဲ့မြန်မာတွေအဓိကထားပြီးကြည့်ရမှာကနိုင်ငံရွေးတဲ့နေရာမှာအဲ့ဒီနိုင်ငံတွေအလုပ်ကိုင်ပေါ်များရဲ့လားပြီးရင်အများအားနေထိုင်ခွင့်ကိုအလုပ်ချိန်တစ်ခုလုပ်ပြီးပေးရလားအဲ့ဒါကိုကြည့်ရမှာဖြစ်ပါတယ်တကယ်လို့များကြောင်းတက်ပြီးလို့အလုပ်မရဘူးဆိုရင်ဒီမှာပြောတော့အလုပ်လုပ်နေခြင်းရတယ်ပြီးတော့အများအားနေတဲ့ခွင့်ပေးအချိန်တစ်ခုရောက်သွားရင်ဘာမှပြောတော့ပါဘူးဒါကြောင့်မို့လို့နိုင်ငံကိုရွေးချယ်တဲ့နေရာမှာအလုပ်လုပ်ဖို့ပဲဖြစ်စေပညာသင်ဖို့ပဲဖြစ်စေရွေးတဲ့နေရာမှာအလုပ်ပေါ်များရတာကိုကြည့်ရပါတယ်အများအားနေထိုင်ခွင့်ကိုရမလားဆိုတာကိုကြည့်တာအဲ့ဒီလိုကြည့်ပြီးဆိုရင်ဥရောပတစ်ခုလုံးမှာဂျာမနီကိုသာလာခဲ့ပါဂျာမနီနိုင်ငံမှာအလုပ်တစ်ခုကိုလုပ်နေတဲ့အခါမှာအချိန်နဲ့နဲ့ကြာလို့ရှိရင်အများအားနေတဲ့ကိုရပါလိမ့်မယ်ဒါမှမဟုတ်ဘဲနဲ့အခြားအလုပ်အနေနဲ့လုပ်ဖို့လုပ်မယ်ဆိုရင်9နှစ်ကြာလို့ရှိရင်အများအားနေတဲ့ကိုရပါလိမ့်မယ်အဲ့ဒီတော့ရွေးချယ်တဲ့နိုင်ငံရွေးချယ်တဲ့နေရာမှာအလုပ်ရှိတာလားမရှိတာလားအရေးကြီးတာပါအဲ့အလုပ်ရှိလားမရှိလားကိုကြည့်မယ်ဆိုရင်ဂျာမနီကသာလာတဲ့မှာလို့ပြောချင်ပါတယ်တကယ်လို့လားအသေးစိတ်သိချင်တယ်ဆိုရင် aecot.com ဆိုတဲ့ website ထဲမှာဝင်ကြည့်ကြပါကျေးဇူးတင်ပါတယ်